Remember Break များမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ခொနည်းသားသမီးများအတွက်2020ဇူလိုင်လတလအစာဟောစာရန်ကိုဖတ်ကြားပေးသွားပါမယ်။တနင်္ဂနွေသားသမီးများအတွက်ယခုလအတွင်းမီကိစ္စအမွေကိစ္စနှစ်ခုနဲ့ကြုံရတတ်ပါတယ်။ငွေရှာရလွယ်ကူပေမဲ့စုအဆောင်မရဖြစ်ရပါလိမ့်မယ်။ငွေဝင်ရင်ကိုင်မထားရပါရွှေဝယ်ထားရပါမယ်။ဖျားစင်းတုတော်ပုံတော်များကြွလာတတ်ပါတယ်။သင်အတွက်အလွန်ကောင်းတဲ့နမိတ်ဖြစ်ပါတယ်။နာယီကိစ္စကိုအကြောင်းပြပြီးခရီးထွက်ရတတ်တယ်။ဆရာသမားကဲ့သို့သောပုဂ္ဂိုလ်များနဲ့အစင်မပြေဖြစ်မယ်။လုပ်ဖို့ကိုက်ဖက်များမိတ်ဆွေများနဲ့အစင်မပြေလမ်းခွဲရတတ်တယ်။အထူးသတိပြုရမှာကတော့အိမ်ထောင်ရှိသူဆိုရင်အိမ်ထောင်ဘက်နဲ့အစင်မပြေကြီးစွာဖြစ်တတ်ပါတယ်။တွတ်တန်တစ်တပတ်ရပစ္စည်းလက်မခံပါနဲ့အောက်လက်ငယ်သားဒုက္ခပေးတတ်တယ်အလူအတန်းပြုရခြင်းမင်္ဂလာပွဲများစီစဉ်ပြရခြင်းများပြုလုပ်ရတတ်တယ်အလုတ်နေရာအိမ်နေရာပြောင်းရွှေ့ရတတ်တယ်ရွှေဝင်မယ်ယတနာပစ္စည်းများဝင်မယ်အဖက်ဖက်မှာစိတ်ချမ်းသာစရာများကြုံတွေ့လာရလိမ့်မယ်ယခုကာလအတွင်းမှာအိမ်တော်ပြုပါကတီမြဲသောအိမ်တော်မဖြစ်နိုင်အိမ်တော်ပြုရင်သားသမီးပါလာတတ်တယ်လုပ်ငန်းသစ်များစတင်ရတတ်တယ်အဲ့ဒီလုပ်ငန်းများဒီလည်းပဲလွန်စွာအကျိုးပေးအောင်မြင်မယ်ယခုကာလမှာကိုယ်စိတ်နှုတ်သုံးပါးကိုမဖောက်မပြန်တီကြီးထိန်းသိမ်းနိုင်သူတွေအလွန်တန်ဖိုးကြီးမားတဲ့ဘဝကိုရောက်သွားနိုင်ပါတယ်မထိန်သိမ့်နိုင်သူအဖို့ရေနဲ့ထိတဲ့ရွှင်နွင်ဘဝရောက်သွားနိုင်တယ်။ယခုကာလအတွင်းမှာစီးပွားရေးအလွန်ကောင်းတဲ့တို့ကိုကျင့်တရားအထူးအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။အမှုအခင်းဖြစ်နေသူကိုငွေမချေးပါနဲ့။အာမခံမလိုက်ပါနဲ့။တတိပြုပြီးရှောင်ခြင်းပါ။ပရမများမြကျမ်းမာရေးအနေနဲ့ကတော့အစာမဆေးမဖြစ်ခြင်းသွားဒုက္ခပေးခြင်းများကြုံရမယ်။ယခုကာလအတွင်းကောင်းကျိုးချမ်းသာများပုံမရရှိလာစေရန်နဲ့အညံ့အကိုက်များတက်တာပြေပြောက်စေရန်အတွက်ယထာများကိုဂရုစိုက်ပြုလုပ်လိုက်ပါလေယထာအတွက်ကတော့ကလေးများကိုချောကလက်လက်ဆောင်ပေးလိုက်ပါဖျားစင်းတုတော်ရင်ဘတ်တော်ကိုရွှေချပါတနင်္လာသားသမီးများအတွက်မိကိစ္စအမွေကိစ္စများအစဉ်ပြေမယ်ငွေရှာရလွယ်ခြင်းငွေအဝင်အထွက်ကြမ်းခြင်းများကြုံလိမ့်မယ်မိတ်ဆွေကောင်းဆရာကောင်းများတွေ့မယ်အဖိုးတန်ဆက်ပစ္စည်းများဝင်မယ်စီးပွားတိတိတသာတက်မယ်တကြားမလိုက်တဲ့ကဲ့သို့လက်ရှိအခြေအနေထက်များစွာမြင့်တက်သွားလိမ့်မယ်ယခုကာလဟာမိဘကိုကောင်းစွာပြုစုစောင့်ရှောက်နိုင်မယ့်အချိန်ဖြစ်ပါတယ်လုပ်ငန်းများတိတိတသာအောင်မြင်မှုရမယ်ဖျားဖူးခရီးများစိတ်ချမ်းသာစရာခရီးများပြည်တွင်းပြည်ပခရီးများတွားတတ်တယ်အကြီးအကဲကောင်းရရှိနိုင်တယ်လုပ်ငန်းသစ်များစတင်ပြုလုပ်နိုင်တဲ့ကာလလုပ်ငန်းဟောင်းများပြန်ပေါ်လာတတ်တယ်အိမ်တော်ရှိသူဆိုရင်တော့အိမ်တော်ဖက်စိတ်ညစ်ရတတ်တယ်ဝန်ထမ်းဖြစ်ရင်ယာဒူးတက်ခြင်းအခြေအနေအဆင့်အတန်းမြင့်တက်ခြင်းများကြုံရမယ်။တင်နန်းတစ်ခုတရားခြင်းပညာကောင်းရခြင်းများကြုံမယ်။စက်တူရှယ်ယာလုပ်ငန်းများပေါ်လိမ့်မယ်။လုပ်ရင်အောင်မြင်မယ်။ကိုယ်ပိုင်လုပ်ငန်းဖြစ်စေဝန်ထမ်းဖြစ်စေကြီးပွားတိုးတက်အောင်မြင်မဲ့ကာလဖြစ်ပါတယ်။ရဝင်းမအစာများအဆက်အသွယ်များရရှိလာမယ်။ရာများခြင်းစကားများဖြည့်ရှင်းနေရခြင်းရင်းနှီးသူများလုပ်ဖို့ကိုင်ဖက်များနဲ့အစင်မပြေလမ်းခွဲရခြင်းများကြုံမယ်။အထူးသတိပြုရမှာကတော့အလုပ်မှာအတက်ရခံအနှဲငယ်ကြုံရတတ်တယ်အမှုအခင်းယုံပြင်ကဏ္ဍနဲ့ပတ်သက်ရတတ်တယ်စိုးရိမ်စရာတော့မရှိပါဆွေမျိုးသားချင်းများကျမ်းမာရေးအသေးအံဖြစ်တတ်တယ်လာမဲ့မွေးရက်အထိအတုပပို့ခြင်းမပြုတ်ပါနဲ့အထူးရှောင်ခြင်းတတိပြုတ်ပါကျမ်းမာရေးအနေနဲ့ကတော့နှလုံးနဲ့ပတ်သက်တဲ့ကျမ်းမာရေးဉာဏ်ချင်းလေနဲ့ပတ်သက်တဲ့ကျမ်းမာရေးဉာဏ်ချင်းဒူနာဒုက္ခပြီးခြင်းများကြုံရတတ်တယ်။ကောင်းကျိုးချမ်းသာများပုံမရရှိလာစေရန်နဲ့အညံ့အခိုက်များတက်တာပြပြောက်စေရန်ယထာများကိုဂရုစိုက်ပြုလုပ်လိုက်ပါလေ။မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုစပယ်ပန်း၈ကုံလိုရန်၍လိုရာဆိုတောင်းပါဆရာသမားကဲ့သို့တော်သူတွေကိုပေါက်စီဒါနပြုပါအင်္ဂါသားသမီးများအတွက်ယခုကာလအတွင်းမှာထီပေါက်တကယ်တော့ငွေများဝင်တတ်တယ်။မိသားစုအကြီးအကဲလုပ်ငန်းအကြီးအကဲတို့ကြောင့်စိတ်ညစ်ရတတ်တယ်။အထူးသဖြင့်ဖခင်ကျမ်းမာရေးညံ့တတ်တယ်အလုပ်မှာအတိုက်ခံအပြိုင်ဆိုင်ကြီးစွာကြုံရမယ်အတိုက်ခံမှန်သမျှအနိုင်ရမယ်လက်ဝတ်ရတနာများကြောက်ပြုတ်ထွက်ခြင်းပျောက်ခြင်းဖြစ်တတ်တယ်ဖျားစင်းတုတော်ဇွဲတော်ယဟန္တာပုံတော်များကြွလာတတ်တယ်ရွှေနဲ့အဖိုးတန်ရတနာပစ္စည်းများဝင်လာမယ်ပညာရေးနဲ့ပတ်သက်တဲ့ပစ္စည်းလှူဒန်းပါမိကိုအကြောင်းပြုပြီးစိတ်ညစ်ရတတ်တယ်မိအဝင်မခံရပါမိဝင်ရင်ဂျာတပတိနာထုတ်ဖြစ်ပါအထူးတတိပြုရမှာကတော့မိတ်ဆွေရင်းလှုပ်ဖော်ကိုက်ဖက်ဒုက္ခပေးတတ်ပါတယ်အိမ်ကူအတောင်ပါတဲ့တတဝါများဝင်လာတတ်တယ်ဝင်ရင်နမိတ်ကောင်းပါတယ်တွတ်တန်တစ်
စတဲ့တောက်ကြံနံပစ္စည်းများဝင်လာတတ်တယ်။ကွဲကွာနေတဲ့ဆွေမျိုးသားချင်းများနဲ့ပြန်ဆုံမယ်။ရက်ဝေးမှဆွေမျိုးသားချင်းများရောက်လာတတ်တယ်။ခရီးအကျိုးပေးတဲ့ကာလပါ။ဖျားဘူးခရီးသွားရတတ်တယ်။တခုမျက်စိအကြခံရတတ်တဲ့ကာလဖြစ်ပြီးတခုအခုခံရတတ်ကြောင်းတတိပြုလိုက်ပါဇာတာရှင်ဟာယောက်ျားဖြစ်ရင်တော့အိမ်တော်ကြရင်ကောင်းပါတယ်မင်္ဂလာဆောင်ရင်စီကားတဲ့မင်္ဂလာဆောင်ဖြစ်လိမ့်မယ်အိမ်တော်ပရိဘောကအိမ်သုံးပစ္စည်းဝင်တတ်တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့နာမည်ကောင်းရခြင်းနေရာကောင်းရခြင်းလုပ်ငန်းတူးချက်ရခြင်းများလုပ်ရတတ်တဲ့အိမ်တော်မရှိသေးသူများအိမ်တော်ကြတတ်တဲ့ကာလဖြစ်ပါတယ်အလုပ်နေရာအိမ်နေရာပြင်ဆင်မွမ်းမံရခြင်းပြောင်းရွှေ့ရခြင်းလုပ်ရတတ်တဲ့အိမ်တစ်ဆောက်ဖို့ကောင်းသောအချိန်ဖြစ်ပါတယ်လုပ်ငန်းအသစ်ပေါ်ခြင်းဒါမှမဟုတ်လက်ရှိအလုပ်နဲ့ပတ်သက်ပြီးအဆက်အသွယ်သစ်များပေါ်လာလိမ့်မယ်ယခုကာလအတွင်းကောင်းကျိုးချမ်းသာများပုံမရရှိလာစေရန်နဲ့အညံ့အခိုက်များတက်တာပြေပြောက်စေရန်ယတာများကိုပြုလုပ်ပေးလိုက်ပါယတာကတော့ဇေဒီတော်တဆူဆူကိုတွားရောက်ပြီးတနင်းကနွေတောင်မှာမေးသက်စစ်ပို့စောပါလေမုံလုံးရေပေါ်သက်စစ်လိုပါဗုဒ္ဓဟူသားသမီးများအတွက်ယခုကာလမျိုးမှာတာမအချီနီမျိုးမှနေပြီးတော့စီးပွားရေးအရှိန်အဟုန်နဲ့တက်လာတဲ့လက်ရှိအနေအထားထက်အစပေါင်းများစွာတိုးတက်လိမ့်မယ်။ဆွေမျိုးသားချင်းများကိုကောင်းစွာအကူအညီပေးနိုင်လိမ့်မယ်။လက်ရှိအလုပ်အကိုင်ကိုစိတ်မဝင်စားခြင်းအလုပ်ပြောင်းလို့စိတ်များကြုံလာတတ်တယ်။အိမ်တော်ရှင်များအိမ်တော်ကြီးအတွက်တောကရောက်ရတတ်တဲ့ကာလပါ။အထက်လူကြီးမိသားစုကြီးကဲသူများကြောင့်စိတ်နေရမယ်။အတူနေမိသားစုထဲမှာအကြီးအကဲအဘူအပွားများအရေးဖြစ်တတ်တယ်လူမျိုးကြားနိုင်ငံသားနဲ့ပတ်သက်တဲ့ကိစ္စများအကျိုးပေးအောင်မြင်မယ်ခရီးများမကြာခဏထွက်ရတတ်တယ်အဲ့ဒီခရီးဟာလည်းပဲအကျိုးပေးအောင်မြင်လိမ့်မယ်ဝန်တန်းဆိုရင်ရာထူးတက်ခြင်းအခြေအနေမြင့်တက်ခြင်းကြုံရလိမ့်မယ်ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းများတည်ဆောက်ထားပါရရှိသောအကျွေးများကိုယခုကာလမှာကြိုတင်စုဆောင်းထားပါသို့မဟုတ်ပါကဆုံးတက်ပါတယ်ပညာရေးကိစ္စများသင်တန်းကိစ္စများကိုအကြောင်းပြုပြီးစိတ်ညစ်ရတတ်တယ်စာရွက်စာတမ်းစာချုပ်ကိစ္စများအတွက်စိတ်ညစ်ရခြင်းပြင်ဆင်တိုင်စာရောက်ခြင်းများကြုံရတတ်တယ်အလိုအတန်းကိစ္စများမှုချလုပ်ရမယ်ငွေအစုလိုက်အပုံလိုက်ဝင်လာလိမ့်မယ်မိမိရဲ့အလုံးမတော်၎င်းထီပေါက်၍တော်၎င်းဝင်လာတတ်ပါတယ်အင်းဝဲနိုင်တော်လဲအင်းအနာအစာမလွတ်အင်းဧည့်သည်မပြတ်အင်းဆောက်ရင်တန်းလန်းဖြစ်တတ်တယ်မိမိလုပ်ငန်းများကိုအင်းနဲ့အားနဲ့တူးချက်လုပ်ကိုင်တင့်တော်လဲပဲဖြစ်လမ်းမလိုက်ရန်တတိပေးလိုပါတယ်မိမိကိုပြဿနာလုပ်နေသူများရှိရင်အစဉ်ပြေသွားမယ်မသိမြတ်သူများနဲ့ပြန်လဲသိမြတ်သွားမယ်အဖူးရန်ကြောက်မြတ်ယတနာများဝင်မယ်ရွှေထွက်ခြင်းရွှေအတွက်ပြောဆိုဖြည့်ရှင်းရခြင်းများကြုံရတတ်တဲ့အင်္ဂါနာဖြစ်တဲ့စိန်စစ်ပစ္စည်းများထွက်တတ်တဲ့ရွှေတွေဝယ်လင်အသစ်များသာဝယ်တဲ့တဲ့အပြတ်အဟောင်းမဝယ်ပါနဲ့အထူးတတိပြုရမှာကတော့လက်အောက်ငယ်သားသမီးထွက်သွားခြင်းသူတို့အတွက်တောကရောက်ရခြင်းများကြုံရတတ်တဲ့စီယောဂမျက်စိယောဂများဒုက္ခပေးခြင်းအစာမာခြင်းစေမာခြင်းများကြုံရတတ်တဲ့ကောင်းကျိုးချမ်းသာများပုံမူရရှိလာစေရနဲ့အညစ်အခိုက်များတက်တာပြေပြောက်စေရန်ယတာများကိုဂရုစိုက်ပြုလုပ်လိုက်ပါယတာကတော့ဇေဒီတော်တဆူဆူတို့တွားရောက်ပြီးထီးဖြူအကြီးတလက်နဲ့ထီးဖြူအသေးသက်စစ်တနင်းလာထောက်မှလိုပါဂျာတပတိသားသမီးများအတွက်လူမျိုးကြားကကိုညီချင်းနိုင်ငံရခြားနဲ့ပတ်သက်တဲ့ကိစ္စများအောင်မြင်ခြင်းများကြုံမယ်နာမည်ဂုဏ်သတင်းတူးတက်ခြင်းဘုံတကူတူးတက်ခြင်းများကြုံရမယ်မနာလိုသူလည်းပေါ်လိမ့်မယ်ယခုကာလအတွင်းမိတိအခက်ခဲနဲ့ကြုံဒီဖြစ်စေအားကိုးမရှာပါနဲ့ဒုက္ခပေးမဲ့သူများသာပေါ်လာတတ်ပါတယ်ဖျားစင်းတူတော်ပုံတော်ယဟန္တာပုံတော်များကြွလာတတ်တဲ့ကြောဒုက္ခပေးခြင်းကြော၌ယောဂရခြင်းများဖြစ်မယ်အိမ်ပြင်းအိမ်ဆောက်အိမ်ပြောင်းမပြုတ်ပါနဲ့မထီမတ်တဲ့ခရီးများမရည်ရွယ်ထားတဲ့ခရီးများသွားရတတ်တဲ့သူတစ်ပါးကိစ္စအတွက်ခရီးသွားရတတ်တဲ့အလှပွဲမင်္ဂလာပွဲအစီအစဉ်များအထစ်အငေါ့အကြုံခြင်းရက်ရွှေ့ခြင်းများကြုံရတတ်တဲ့အိမ်တော်ရှိသူဆိုရင်အိမ်တော်ကြီးအစင်မပြေဖြစ်နေမယ်အမှုအခင်းများမဖြစ်စေရန်အထူးဂရုစိုက်ပါဖြစ်လျင်မပြီးနိုင်ပဲဖြစ်နေတတ်တဲ့ငွေနဲ့လိုက်ရင်ရှုံးသွားတတ်ပါတယ်အိမ်တော်ဘက်ကျမ်းမာကြီးညှက်လိမ့်မယ်ခါအောက်ပိုင်းဒုက္ခပေးတတ်တဲ့စေးယုံစေးကန်းတို့သွားရတတ်တဲ့မိမိထက်မြင့်သူနှိမ့်သူနှစ်ဦးစလုံးကဒုက္ခလာပေးတတ်တဲ့အချိန်ကာလပါလှုပ်ဖို့ကြိုက်ပဲများအောင်မြင်တော့မလိုလိုနဲ့အခက်ခဲကြီးစွာကြုံတတ်ပါတယ်အလုံးမှာအပျက်စီးအဆုံးရှုံးအလီအလွတ်များနေလိမ့်မယ်ငွေပြောက်ခြင်းကြွေးတင်ခြင်းငွေအတွက်ပြောဆိုဖြေရှင်းရခြင်းများကြုံရတတ်တဲ့ကြီးကဲသူအထက်လူကြီးများကြောင့်စိတ်ညစ်ရတတ်တဲ့အာမအခါမလုပ်ပါနဲ့စက်တူအယောင်းဝယ်
အကြီးအကျယ်မလုပ်ပါနဲ့လက်ရှိအလုပ်အကိုင်းပြောင်းခြင်းစိတ်ပေါ်လာမယ်ပြောင်းရင်ပိုဆိုးသွားတတ်တဲ့အထူးသတိပြုရမှာကတော့အစာအစိတ်ဖြစ်ခြင်းခြေထောက်ခါတွားဒုက္ခပြည့်တဲ့ခြင်းများကြုံရတတ်တဲ့ပစ္စည်းမငားရမ်းပါနဲ့ဆုံးလိမ့်မယ်အောက်လက်ငယ်သားထွက်သွားခြင်းကျမ်းမာရေးညံ့ခြင်းကြုံရတတ်တဲ့ထီကန်ကောင်းတဲ့ကာလပါပညာအသစ်တစ်ခုရတတ်တဲ့ကောင်းကျိုးချမ်းသာများပုံမရရှိလာစေရနဲ့အညံ့အခိုက်များတက်တာပြပြောက်စေရန်ယတာများကိုဂရုစိုက်ပြုတ်လုပ်လိုက်ပါယတာကတော့မုတ်ဖက်ထုတ်ခုနှစ်ထုတ်ဖျားလိုတန်းပါဓာန်ပေါက်ကိုတန်ဃာတော်များကိုကတ်လိုတန်းပေးပါတောက်ကြသားသမီးများအတွက်ဌာနဆိုင်ရာအကြီးအကဲဆွေမျိုးအကြီးအကဲတို့ကအကူအညီကောင်းပေးလာလိမ့်မယ်မထင်မှတ်တဲ့ဆွေမျိုးသားချင်းများကအကူအညီကောင်းပေးလိမ့်မယ်လုပ်ငန်းအသစ်အစီအစဉ်သစ်များပေါ်ပေါက်လာတတ်တဲ့ခရီးတူခရီးရှင်များသွားနေရမယ်အဲ့ဒီခရီးများဟာလည်းပဲသင်အတွက်အကျိုးထိုးစေပါလိမ့်မယ်မထင်မှတ်ပဲပညာတစ်ခုသင်ကြားရခြင်းသင်တန်းတစ်ခုတက်ရခြင်းများပြုလုပ်ရတတ်ပါတယ်မရည်ရွယ်ပဲမိဝင်တတ်တယ်လောကရန်တရားရဲ့မတရားညှင်းပမှုကိုခံရပြီးမမျော်လင့်ပဲတန်ဝေကတရားရလိမ့်မယ်လူမျိုးခြားဒုက္ခပေးတတ်တယ်သားသမီးလက်အောက်ငယ်သားအတွက်စိတ်ညစ်စရာကြုံမယ်စက်ပစ္စည်းဒုက္ခပေးတတ်တယ်ရွှေနဲ့ယတနာပစ္စည်းများထွက်ခြင်းပေါင်နာရခြင်းများကြုံရတတ်တယ်အလုတ်အကိုင်မှာထိခိုက်တတ်တယ်ပြဿနာကြီးစွာဖြေရှင်းရတတ်တယ်ယုံပြင်ကဏ္ဍအမှုအခင်းများနဲ့ပတ်သက်ရတတ်တယ်ယခုကာလတွင်အစအရာတတိကြီးစွာထားရန်လိုပါတယ်မိမိအပေါ်မကောင်းကြံခြင်းမကောင်းပြောခြင်းများခံရမယ်မိမိနဲ့တကွမိမိသားစုပါကျမ်းမာရေးညံတတ်တယ်စီးအောင်စည်းကမ်းအထိရောက်ရတတ်တယ်မိလျက်စစ်ဒုက္ခပေးတတ်တယ်အထူးသတိပြုပါငွေဒလဟောထွက်ခြင်းငွေအတွက်ပြောဆိုဖြည့်ရှင်းရခြင်းများကြုံရမယ်ခြေထောက်မှာအာနိယဖြစ်တတ်တယ်ရွှေငွေယတနာများယခုနှစ်ထဲမှာကုန်ဆုံးသွားတတ်ပါတယ်အစစ်အဆေးအမေးအမြန်ခံရတတ်တယ်ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုထိခိုက်တတ်ပါတယ်ကောင်းကျိုးချမ်းသာများပုံမရရှိစေရန်နဲ့အညံ့အခိုက်များတက်တာပြေပြောက်စေရန်အတွက်ယတာများကိုဂရုစိုက်ပြုလုပ်လိုက်ပါစနေနေ့တိုင်းငါသက်စိလွတ်ပါငှက်ခုနှစ်ကောင်လှုပ်ပါအုံးသီးပါတော့မုတ်လိုပါစနီးသားသမီးများအတွက်ယခုကာလအတွင်းမှာအိမ်ကြီးကျယ်ကျယ်မဆောက်ပါနဲ့ငွေဝင်လာရင်မီဝယ်ထားပါအမှုမဖြေရှင်းရပါတတ်နိုင်သလောက်အချိန်ဆွဲပါမဖြစ်မနေပြဿနာမှုတွေရှင်းရမယ်ဆိုရင်အရှုံးပေးလိုက်ပါသူ့သဘောသူဆောင်ရလာတဲ့ငွေနဲ့လိုက်လျောညီထွေစွာဖြစ်အောင်နေပါဘာမှအလုပ်เสียမရှိပါကထိုင်နေပါညံကိုညံသုံးလုံးမှဒုက္ခတွေ့တတ်ပါတယ်ဒီကာလမှာကိုဝင်ဆောင်အမျိုးသမီးတွေအထူးသတိပြုပါမွေးလင်အခက်ခဲတွေ့နိုင်တယ်သားသမီးရှိရင်အိမ်မှထွက်သွားလိမ့်မယ်မိတ်ဆွေအပေါင်းအသင်းများနဲ့မမျော်လင့်ပဲလမ်းခွဲရတတ်တယ်အထူးသတိပြုရမှာကတော့ငွေလိုလိမ်ခံရလိမ့်မယ်ခင်မင်းသူချစ်သူကြောင့်ဒုက္ခတွေ့တတ်တယ်စက်တူရှယ်ယာလုပ်ငန်းများပေါ်လာလိမ့်မယ်လုပ်ရင်အောင်မြင်မယ်ရွှေထွက်မယ်ချီလက်မြက်ချင်းခါနာခြင်းများဖြစ်တတ်တယ်သားသမီးများကျမ်းမာရေးညံ့တတ်တယ်အထက်လူကြီးဆွေမျိုးအကြီးအကဲများကမိမိအပေါ်အထင်လွဲတတ်တယ်မသွားချင်တဲ့ခရီးများစိတ်ညစ်စရာခရီးများသွားရတတ်တယ်ယခုကာလအတွင်းထီမထူးသင့်ပါထီပေါက်ရင်မိသားစုအတွင်းကျမ်းမာရေးစူးစူးဝါးဝါညံ့သွားတတ်တယ်သို့တော်လည်းပဲယခုကာလအတွင်းပစ္စည်းများကိုထုခွဲရောင်းချပြီးလုပ်ငန်းအသစ်ကြီးမားမားစရန်မကောင်းသေးပါလုပ်ငန်းသစ်လုပ်ရန်အကြံစီကောင်းများအဆက်အသွယ်ကောင်းများပေါ်လာလိမ့်မယ်စိန်တဲ့ပစ္စည်းများစစ်ပစ္စည်းများဝင်မယ်ယခုကာလအတွင်းကောင်းကျိုးချမ်းသာများပုံမရရှိလာစေရန်နဲ့အညံ့အခိုက်များတက်တာပြေပြောက်ရန်ယတာများကိုဂရုစိုက်ပြုလုပ်လိုက်ပါယတာအတွက်ကတော့အိမ်ဖျားမှာကော်ဖီတစ်ခွက်နဲ့ကိတ်မုတ်တစ်ချက်ကတ်လှူလိုက်ပါငှက်9ကောင်လှုပ်လိုက်ပါမရှိအစင်းရဲသားများကိုစေဝါဓာတ်စာဒါနပြုတ်လိုက်ပါ